ဘုရားကျေးဇူးတော်ချီးမွမ်းပါတယ်ကပ္ပဦးကျမ်းအခန်းကြီး22ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဘုရားသခင်ကအာဗြဟံကိုစုံစမ်းစစ်ဆေးတယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်ဘုရားသခင်ကအာဗြဟံကိုဘာကြောင့်စုံစမ်းစစ်ဆေးတယ်လဲဆိုတော့သူခါလဒေပြည်ဥရမြို့ကနေကယ်ထုတ်တဲ့အခါမှာအသက်85နှစ်ရှိပါပြီဘုရားသခင်ကိုနံပါတ်1နေရာဦးစားထားပြီးသူတို့ဆွေမျိုးတွေအတိုင်းဝိုင်းနေမိမိဒေတာနေရင်အားလုံးစွန့်ပြီးဘုရားကိုချစ်ပြီးတော့လိုက်လာပါတယ်အသက်100ပြည့်တဲ့အခါမှာဘုရားသခင်ကအမွေဥစ္စာအနေနဲ့သားဣဇက်ကိုပေးလိုက်ပါတယ်ဣဇက်ကိုရတဲ့နောက်ပိုင်းမှာအာဗြဟံရဲ့အသက်တာမှာဘုရားသခင်ကနံပါတ်1မဟုတ်တော့ဘူးသားလေးကနံပါတ်1ဖြစ်သွားတယ်ဒါကြောင့်ဘုရားသခင်ကကပ္ပဦး22အငယ်1နဲ့2မှာအာဗြဟံသင်အလွန်ချစ်တော်တယောက်တီးတော်သားဣဇက်ကိုယူ၍မောရိပြည်မှာရှိတဲ့တောင်ပေါ်မှာမီးရှို့ရာရစ်ပူဇော်ပြီးပြုလောလို့ပြောလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့အာဗြဟံရဲ့နှလုံးသားမှာအလွန်ချစ်တာဘုရားမဟုတ်တော့ဘူး။သားဣဇက်ဖြစ်သွားတယ်။ဒါကြောင့်ဘုရားသခင်ကအာဗြဟံကိုစုံစမ်းစစ်ဆေးတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ကျမတို့ရဲ့အသက်တာကျွန်တော်ကျမတို့ရဲ့နှလုံးသားထဲမှာအလွန်ချစ်တဲ့အရာကဘုရားပဲဖြစ်ရမယ်လောကမှာရှိတဲ့အရာတွေအလုတ်ကိုင်းတွေစီးပွားရေးတွေတားမယားတွေချစ်တော့ချစ်ပါဒါပေမဲ့အလွန်ချစ်တဲ့နေရာမှာနံပါတ်1နေရာမှာမထားရအောင်တကယ်လို့နံပါတ်1နေရာတာထားမယ်ဆိုရင်ဘုရားသခင်စုံစမ်းစစ်ဆေးလာမှာဖြစ်တယ်အခုအာဗြဟံကိုစုံစမ်းစစ်ဆေးတဲ့တားဟာနံပါတ်1ဖြစ်သွားတယ်အာဗြဟံရဲ့နှလုံးသားမှာဒါကြောင့်တင်အလွန်ချစ်တော်တယောက်တည်တော်သားကိုမောရိပြည်ကိုတောင်ပေါ်မှာသွားပြီးမီးရှို့ရာရစ်ပြုတ်လောပူဇော်လောလို့ပြောတာဖြစ်တယ်မိသားစုတို့ညီကိုမောင်မတို့ဒီနေ့ကျွန်တော်ကျမတို့ရဲ့နှလုံးသားမှာအလွန်ချစ်တဲ့အရာဘုရားပဲဖြစ်ရမယ်ကြံတဲ့အရာကိုဒုတိယနေရာမှာကျွန်တော်တို့ထားရအောင်တကယ်လို့မထားရင်ဘုရားသခင်စုံစမ်းစစ်ဆေးတတ်တယ်နော်ဘုရားစာမွေးပွဲစစ်ဆေးတတ်တယ်နော်ဘုရားစာမွေးပွဲစစ်ဆေးရင်တော်တော်လေးခံရတတ်ပါတယ်ချစ်တော်မိသားစုတို့ညီကိုမောင်မတို့အာဗြဟံကိုစာမွေးပွဲစစ်တဲ့အခါမှာအာဗြဟံဘာလုပ်တယ်လဲဆိုတော့နက်နက်စောစောထပါတယ်ထားပြီးတော့မြေးတွေပြင်ဆင်ခိုင်းတယ်ငယ်သားတွေပြင်ဆင်တယ်ကုန်းလေးတွေတင်ပြီးတော့ထင်းတွေဓာတ်တွေနဲ့ထူအရက်မောရိပြည်မှာရှိတဲ့တောင်ပေါ်မှာမိရှုရာရစ်ပြုတ်ဖို့3ရက်ခရီးသွားခဲ့ပါတယ်တွားပြီးတော့တောင်ပေါ်ရောက်တဲ့အခါမှာရစ်ပလင်တွေတခြားလုပ်တယ်ဣဇက်ကိုချီနှောင်ပြီးတော့သူကတက်ပြီးတော့မီးရှုပူဇော်ဖို့ ready လုပ်ပါတယ်ဒါပေမဲ့အာဗြဟံကဘုရားရဲ့သဘောတဘာဝသူသိတယ်သိတော့ကြောင့်တားဣဇက်ကိုတကယ်ပဲသူကပူဇော်မယ်ဆိုတဲ့အချိန်မှာဘုရားသခင်ကနှလုံးသားကိုမြင်တဲ့အခါမှာကောင်းကင်တမန်ဇေလွတ်ပြီးတော့အာဗြဟံကိုတားပါတယ်တင်၌တယောက်တီးတော့တားကိုတောင်းတဲ့အခါတင်မငင်းတော့ကြောင်းတဲ့ယခုတင်ငါ့ကိုချစ်တယ်ဆိုတာငါသိပြီတဲ့အဲ့ဒီအချိန်မှာချစ်ချင်းပဲကောင်းကင်တမန်အဖြစ်အာဗြဟံကိုတားပြီးတော့တင်ရဲ့အနောက်မှာဂျူငိနေတဲ့သူ့တကောင်ရှိတယ်သူ့ကိုပူဇော်လို့ပြောတယ်ဒါကြောင့်အာဗြဟံကသူ့သားတည်မဲ့နေရာကိုရစ်ကောင်အစားထူးလိုက်တယ်ထူးတဲ့နောက်ပိုင်းမှာဣဇက်ကအသက်ရှင်လာရတယ်အာဗြဟံရစ်ပူဇော်ခါနီးမှာအာဗြဟံရဲ့နှလုံးသားမှာအလွန်ချစ်တာကဘုရားဖြစ်သွားတယ်ဒါကြောင့်ကျမ်းစာပြောတယ်တင်၌တယောက်တီးတော်သားကိုတောင်းတဲ့အခါတင်မငြိဘူးလို့ပြောပါတယ်ချစ်တော်မိသားစုတို့ညီကိုမောင်မတို့အာဗြဟံရဲ့နှလုံးသားအလွန်ချစ်တဲ့အရာဘုရားဖြစ်သွားတယ်ဘုရားဖြစ်တော့အောက်မှာဆက်ဖတ်ပဲဆိုရင်ဘုရားသခင်ကအာဗြဟံကိုကြီးကြီးမားမားကောင်းကြီးမင်္ဂလာတွေပေးခဲ့ပါတယ်ကြီးကြီးမားမားကောင်းကြီးမင်္ဂလာ၄ချက်ပေးပါတယ်ကပ္ပဦးကျမ်းအခန်းကြီး7မှာမပါတဲ့ကောင်းကြီးမင်္ဂလာတွေအာဗြဟံပြန်ပြီးတော့ခံစားရပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ကျမတို့ရဲ့ဘဝအသက်တာမှာလည်းအလွန်ချစ်တဲ့အရာကဘုရားပဲဖြစ်ရမယ်ကျန်တဲ့အရာတွေအားလုံးကိုဒုတိယနေရာမှာထားပြီးတော့လောကမြေကြီးမှာအကောင်းဆုံးအသက်ရှင်ရအောင်လို့နှုတ်ကပတ်တော်အပြင်တိုက်တွန်းဝင်ရပါတယ်ဂျာနာတူအရောက်တိုင်းကိုဘုရားရှင်ကောင်းကြီးပေးပါစေ